ARD မှာကိုတက်သွားတဲ့လူသက်တရခန်တွေကိုအင်္ဂါနေ့မနက်9နိုင်ခွဲလောက်မှာကျွန်တော်တို့ဒီပါမျက်စိနဲ့ပေါ့နော်တက်အပ်တွေ့တဲ့လူတွေကျွန်တော်တို့မှရှိတယ်ကြံငင်းနဲ့ထွက်လာတာတဲ့ဒီကောင်ကပြောမှဆိုကြံငင်းနဲ့ထွက်လာလက်မှာလည်းကျွန်တော်တို့သွေးတွေပေါ့နော်ဒီလက်ကြားထဲမှာလည်းသွေးတွေနောက်ပြီးတော့ကျွန်တော်တို့ဒီတထောင်တွေဒီလက်မှာတွေလည်းဒဏ်ရာတွေနဲ့အကောင်2ကောင်တကောင်တော့အသားဖြူနေတဲ့သူတို့အဲ့ဒီမှာသူကစိုင်းမှာ9နိုင်ခွဲလောက်ဒီစိုင်းမှာဈေးဝယ်နေနဲ့တွေ့လိုက်တာအဲ့ဒီနေ့အင်္ဂါနေ့မနေ့အစောကြီးကြတော့သတင်းတွေကမပြန့်ဘူးအလောင်းလည်းမတွေ့သေးဘူးဆိုတော့သူတို့ရံဖြစ်ပြီးလာတာလားဆိုပြီးတော့အမှုမဲ့အမှတ်နဲ့မဲ့ပေါ့နော်အဲ့လိုမျိုးနေလိုက်မိတယ်ကျွန်တော်ဟိုအဲ့ဒါဘယ်လိုလာပြောပြလဲဆိုတော့အဲ့မှာညီမလေးတယောက်ကပေါ့နော်ကျွန်တော်ဒီညတော့ TikTok အကောင့်မှာအတန်ဖိုင်တွေပို့ပြီးပြောပြတယ်အဲ့ဒီအတန်ဖိုင်တွေကိုလည်းဒါကျွန်တော်ပြောမှဆိုလို့ရှိရင်ဟိုဒီစိုးမှုသူအာနာဒိမမှာတင်ထားပေးတယ်နော်အတန်ဖိုင်တွေနားထောင်ခြင်းတော့အမှသွားကြည့်ကြသူတို့ကပြောဆိုကြံငင်းတွေကထွက်လာတာဗျာဒီကောင်2ကောင်ပြောမှဆိုလို့ရှိရင်ဒီကောင်2ကောင်ထွက်လာပြီးတော့မနက်9နိုင်ခွဲလောက်ဆိုတော့ဒီကောင်တွေတက်ပြီးတော့ကျွန်တော်တို့ဒီပြောမှဆိုရင်လမ်းပေါ်ကမတော်ဘူး CCTV တွေ့မှကြတော့ဒီကောင်တွေမှာပြောမှဆိုတော်တော်လေးတော့ညံပြေးတယ်ဗျာဒီကောင်တွေတလားနောက်ပြီးတော့ကျွန်တော်တို့ဒီ CCTV တွေ့မဲ့နေရာသူတို့မျက်နှာသိမ့်မပြဘူးသူတောတွေကနေပြီးတော့ CCTV မရှိတဲ့နေရာတွေကတော့ဒီကောင်တွေဖြတ်ပြီးသွားလိုက်မယ်နော်ဟိုစဉ်းစားမိတာဘာမှမဟုတ်တဲ့ပတ်စံလေးနဲ့သူတို့ဒုက္ခသူတို့ရှာကြတယ်လို့နော်အဲ့ဒါလေးကိုကျွန်တော်ပြောမှဆိုတဲလွန်စားတွေတော့ကျွန်တော်တို့တွေ့ပြီးဒီကောင်တွေဟိုဘက်ကန်ကူးသေးလားမကူးရသေးဘူးလားဆိုတော့ကျွန်တော်တို့မသိသေးဘူးနော်အဲ့ဒါကျွန်တော်တို့တေချာလေးလောက်ရမှာဖြစ်ပါတယ်နော်ညီကိုမောင်နှမတွေအဲ့ဒီရဲ့သူကောင်မလေးလာပို့တဲ့အတန်ဖိုင်နားထောင်ကျွန်တော်စိုးမိုးသူအာနာဒိမတ်ကိုသွားကြပါနော်ဒီမှာကျတော့2ခုထပ်မှာဆိုလို့ကျွန်တော်မတင်ထားပေးတာပါနော်အဲ့ဒါဆွမ်းနာကျွန်တော်ပြောတဲ့အထဲမှာတော့အဲ့ဒါအကောင်လုံးအပြည့်စုံပါပြီးသားပါပဲဗျအားလုံးကျေးဇူးပါစေးုံရဲ့စစ်တမ်းတွေရလာပြီလို့နော်စစ်ချက်တွေရပြီပေါ့နော်အဲ့တော့မနေ့တနာရီလောက်မှာအသက်ထွက်သွားတာအဲဒီစစ်ချက်တွေအတီမပြုတ်ခင်မှာ तू ကပြောခဲ့တဲ့စကားလေးတွေ तू လုပ်ခဲ့တဲ့အလုပ်ကလေးတွေနဲ့အကုန်ဆက်ပြီးမှာပေါ့နော်ပြောပြခြင်းလို့ပါအဲ့ညဆိုရင်အဲ့လိုငယ်ချင်းပေါင်းသင်းလေးတွေခေါ်လို့ तू ထွက်သွားတာမျိုးရှိတယ်ဝင်းရံနဲ့ကကြာဆရာတပည့်ပြနေဝင်းရံကို तू အရင်ချစ်တယ်ယူလဲယူတယ်အကြောင်းလဲကြောက်တယ်အခုကဝင်းရံနဲ့ကသူ့အိမ်နဲ့နည်းနည်းလေးလမ်းတယ်သူတိုက်ခန်းနဲ့ကသူ့တူလေးတွေရောက်နေတယ်ပေါ့သူလုပ်ငန်းလေးစပြီးခွဲထွက်သွားပြီကလေးမလေးကအဲ့တော့လာပိုင်းလေးပဲဟိုတလားမပြည့်တပြည့်လေးပေါ့ဒီကလေးလေးတွေကို तू ကသူ့ပြင်ထွက်ရင်ကိုဝင်ရမသိစေနဲ့ဟိုနော်အသားလေးတခါလေးပိတ်တာဘဒူးလာခေါ်ဟိုဘဒူးလာနုံလို့တခါဖို့မပိနေပေါ့အိမ်နဲ့သဘောလောက်ခိုင်းတယ်ပေါ့ပြစ်မဲ့ညာကမူကင်းပြစ်မဲ့ညာကြတော့ तू ကဟိုတကားလေးအသားလေးစေတာပေါ့ तू ပြန်လာအိမ်မဲ့သဘော तू ကခဏသွားတဲ့သဘောမျိုးလေးပြောခဲ့တယ်တဲ့အဲ့တော့ကလေးတူလေးကလည်းစောင့်နေတယ်ပေါ့သူ့လေးပဲချင်းပြန်လာမလဲARDမှပဲချင်းပြန်လာမလဲပေါ့စောင့်နေတယ်ပေါ့ည3နာရီလောက်ကြာတော့တဲ့ARDမှရဲ့အခန်းတကားဖွင့်သွားတဲ့အတန်တွေတို့မီးမိတ်တာတွေမီးဖွင့်တာတွေလှုပ်ရှားနေတဲ့အတန်တွေကြတော့တူလေးကလည်းဦးလေးပြန်လာပြီပေါ့ဖုံးစော့နေစုခံရမှာစိုးလို့တဲ့အဲ့ဒါနဲ့ခေါင်းမှုကြုံနေပြီဖုံးကိုကြားတယ်အိတ်ကြောင်တောင်းလိုက်တာပေါ့ပြီးတော့ကြောက်တော့ကြဦးလေးကိုကြောက်တော့အိတ်ပြောသွားတယ်ပေါ့မနေ့မိုးလင်းတော့ကြလဲညက3နာရီလောက်မှပြန်လာပြီးအိတ်တာဆိုတော့အိတ်နေတယ်လို့ပဲအောင်းမိတယ်အဲ့တော့အခန်းထဲလည်းသွားမကြည့်ဘူးပေါ့ကွာနေကင်းလောက်ရောက်တဲ့အချိန်ကြီးလဲသူကဦးလေးအတန်လည်းမကြောက်အိတ်နေလို့ပဲအောင်းမိတယ်ပေါ့အဲ့လိုရှားကြောက်ပွေးကြခင်ညမှာမရှိတော့မှသိတာအဲ့လိုမျိုးအဲ့ရောသူတနာရီလောက်မှသေသွားဆိုတာဖြစ်နိုင်တယ်နောက်တော့အဲ့3နာရီလောက်မှသူအိမ်ပြန်ရောက်လာတယ်သူ့ရဲ့ဝိညာဉ်ကရောက်လာတဲ့သဘောပေါ့နော်အဲ့တော့စစ်ချက်တွေထွက်လာပါပြီလို့တနာရီလောက်မှအတီးပြပါပြီလေသွားတယ်3နာရီလောက်မှသူ့ရဲ့ဝိညာဉ်ကသူ့ခန်းကိုပြန်လာခဲ့တဲ့ဟာကတကယ်မှန်နေပြီပေါ့နော်